2013ခုနှစ်ဩဂုတ်လ23ရက်ဝိသုဒ္ဓိမေကဒေတိဝိသုဒ္ဓိနေ့ဒေသနေ့လယ်ပိုင်းပို့ချချက်တတ္တမယထာဓာရုယန္တံသုံးဉ္ဇနေစီဝနိရိဟကံအထသဗ္ဗနာဓာရုရေစုကသမာယောဂဝတိနခိစတိပိဒိဋ္ဌတိပိဥပမာနဲ့ထင်ရှားအောင်လို့ဓာရုယန္တဆိုတာသစ္စာစက်ယုတ်လို့ခေါ်ပါမယ်ဗမာပြည်မှာတော့ယုတ်သေးယုတ်ပေါ့နော်ပတ်ဖက်လို့ခေါ်တယ်ယုတ်သေးယုတ်အဲ့ဒီယုတ်သေးယုတ်တွေရဲ့လှုပ်ရှားမှုကိုကြည့်တော့ယုတ်သေးယုတ်ကလေးတယုတ်ကိုကြည့်လိုက်လို့ရှိရင်ဓာရုယန္တသစ္စာစက်ယုတ်သို့မဟုတ်ယုတ်သေးယုတ်သည်သုံးဉ္ဇအသက်စီဝါမှစိတ်သုံးဤအသက်စီဝါကင်းမဲ့ဤယုတ်သေးယုတ်လေးမှာအသက်ပါတာမဟုတ်ဘူးနေစီဝါမရှိနိရိဟကံကျုပ်ပန်းအထုံးမှုမရှိနေစီဝံအသက်စီဝါမှကင်းဤနိရိဟကံအာထုံမှုကင်းဤအဲ့တော့ယုတ်သေးယုတ်ကလေးသစ္စာနဲ့ကျိုးနဲ့လှုပ်ထားတဲ့ယုတ်သေးယုတ်ကလေးတစ်ယုတ်ဟာအသက်ပါတာမဟုတ်ဘူးဇီဝမရှိဘူးကျိုးပန်းအာထုံမှုမရှိဘူးအထာသဗ္ဗနသို့တော်လေဓာရုရေစုကသမာယောဂဝတိနာသစ္စာနဲ့ကျိုးပေါင်းစပ်ထားခြင်းဤအစွမ်းအားဖြင့်ခိစတိပိသွားလိသွားနိုင်ဤဒိဋ္ဌတိပိယလိယနိုင်ဤယုတ်သေးယုတ်ကလေးနဲ့ကြိုးလေးနဲ့ခြိထားတော့အဲ့တော့ဒီကနေကြည့်လိုက်လို့ရှိရင်ဒီယုတ်သေးယုတ်လေးဟာကျိုးရဲ့စွမ်းအားနဲ့သွားတယ်ရက်တယ်ဒီလိုရှိရပေါ့နော်ဒါအဲ့ဒီခေတ်ကတော့သွားရရက်တာဒီနှမျိုးလောက်ပဲယုတ်သေးယုတ်တွေလုံးလို့ရတယ်အခုခေတ်စက်ယုတ်တွေကြတဲ့အခါကျတော့ဒီတဲ့စွမ်းဆောင်မှုတွေပိုးလာတယ်စကားပြောတယ်နော်စကားပြောတယ်ဆိုတာထိအောင်စက်ယုတ်တွေကလှုပ်တယ်စကားပြောတယ်ဒီတဲ့ပို့စွမ်းဆောင်မှုတွေများလာတယ်ခဏခေတ်မြန်မာပြည်မှာပြနေတဲ့ယုတ်သေးယုတ်လေးတွေချိမယ်ဆိုရင်ဒီထဲမှာအသက်စီဝါရှိတာမဟုတ်ဘူးသို့တော့လူသားလူသွားတယ်လှုပ်ရှားတယ်ရက်တယ်ဆိုတာတွေဖြစ်ပေါ်လာတယ်။ဘာကြောင့်ဖြစ်လာတာတော့ဆိုကျိုးနဲ့အယုံနဲ့တွဲထားလို့ကျိုးကိုလှုပ်တဲ့လူကြောင့်ကျိုးကိုဆွဲတဲ့အခါကျတော့ဒီဟာတွေပေါ်လာတယ်။အဲဒီမှာဘေးကကြည့်တဲ့ပုဂ္ဂိုလ်တွေဟာသဤဟကံအာထုံမှုရှိသလိုအာထုံမှုရှိသလိုသဤဟကံသဗျာပါရံဝိယအာထုံမှုလှုပ်ရှားမှုရှိတဲ့ကဲ့သို့ခာယတိမှတ်ထင်ရ၏ရုပ်သေးရုပ်လေးကြည့်လိုက်တဲ့အခါတကယ်ကိုလှုပ်နေတယ်လို့အလုံးလုံးနေတယ်လို့ထင်ရတယ်ဧဝမေဝိဒံနာမရူပံပိဒါနိုင်ရှင်ပြတာဧဝံဤနည်းအတူပဲဣဒံနာမရူပံပိဤနံယုတ်ဟာလည်းပဲ
သုံးဉာဏ်အတ္တမှစိတ်သုံးနေတယ်ထဲမှာအုပ်ချုပ်နေတဲ့အရာမရှိဘူးပိုင်ဆိုင်နေတဲ့အရာမရှိဘူးစေခိုင်းနေတဲ့အရာမရှိဘူးဒီလိုဆုံးလို့တယ်အတ္တမှစိတ်သုံးနေတယ်နေဇီဝံဇီဝကင်းမဲ့နေတယ်နိရိဟကံအာထုတ်မှုကင်းမဲ့နေတယ်နာမရူပံပိသုံးဉာဏ်နေဇီဝံနိရိဟကံဇီဝဆိုတာဒီနေရာမှာမိစ္ဆာအယူဝါဒမှာဖော်ပြတဲ့ထာဝရမြဲတဲ့ဇီဝမျိုးကိုပြောတာနော်တော့ကြရုပ်ဇီဝိတ္တိတွေမရှိဘူးလားလို့မမေးလေနဲ့မနေ့ကပြောထားတဲ့အတိုင်းရုပ်ဇီဝိတ္တိတွေဆိုတာ preservation လုပ်တာလောက်ပဲရှိတယ်သူတို့ပြောတာထာဝရမြဲတဲ့အရာမဟုတ်ဘူးသူလည်းပျက်စီးတဲ့အရာသာဖြစ်တယ်နမရူပံပိနာယုတ်တိလဲသုံးဉာဏ်အတ္တမှစိတ်သုံးတယ်အတ္တလူတွေထင်းနေတဲ့အတ္တမရှိဘူးဝိညာဉ်ကောင်လိပ်ပြကောင်ကစိတ်သုံးနေတယ် spirit တို့ soul တို့မရှိဘူးတကွာလုံးလူတွေဟာလူတွေရဲ့ခန္ဓာကိုယ်မှာ spirit တို့ soul တို့ရှိတယ်လို့ပဲဒီလိုယူဆတယ်ဝိညာဉ်လေးကိုယူဆနေကြတာပဲဆူတောင်းပေးနေကြတာအဲ့ဒါကိုဆူတောင်းပေးနေကြတာသင်္ချိုင်းသွားပြီးတော့ဆူတောင်းနေတယ် spirit အတွက်ဆူတောင်းနေကြတာတခြားဘာသာတွေမှာပြောတာနော်ဆိုးအတွက်သွားဆူတောင်းနေတာသူကသင်္ချိုင်းရှိချင်မှရှိမှဒါပဲလူကသင်္ချိုင်းတော့ငိုနေတာသူနဲ့တွေ့မှာတော့မဟုတ်ဘူးဒီပြင်တစ်စေတွေနဲ့တော့တွေ့ရင်တွေ့ပါပေါ့သင်္ချိုင်းသွားပြီးတော့စားစရာတောက်စရာတွေသွားတင်တယ်သူနဲ့တော့တွေ့ချင်မှတွေ့မှာသင်္ချိုင်းနဲ့နေတဲ့တရေတွေပါတွေနဲ့တော့တွေ့ချင်တွေ့ပါပေါ့ဒါတော့ဘာလို့လဲဆိုဒီပုဂ္ဂိုလ်ကတေတော်တဲ့ပုဂ္ဂိုလ်တိုင်းဟာသင်္ချိုင်းမှာရှိနေမှာမဟုတ်ဘူးသူတို့ယူဆရမြုပ်ထားတဲ့နေရာမှာဒီလူဟာရှိနေတယ်လို့ယူဆပြီးသူနေစရာဆိုပြီးတော့ဂူလေးတွေလှလှပပလှုပ်ပေးတာတို့သူကြိုက်တတ်တဲ့အစာလေးတွေသွားတင်တာတို့ဒါမျိုးတွေလူတွေဟာအတွေးတွေနဲ့လှုပ်နေကြတာပဲပေါ့မြတ်စွာဘုရားရဲ့မှန်ကန်တဲ့နည်းစနစ်နဲ့ဆိုရင်ကုသိုလ်လုပ်ပြီးအမျှဝေမှဒါရနိုင်တယ်ဇဏဂူပေါ်သွားတင်လို့ကတော့ဒီပြင်အကောင်မလောင်စားသွားမှာပဲဒါအကောင်လောင်စားသွားမှာပဲသူစီရတော့ဘာမှကြိုင်ရတာမဟုတ်ဘူးကြိုင်ရင်လည်းပဲဂူဖောက်ပြီးတော့ယူသွားမှာပဲဒီပြင်လူတယောက်ကသူရှိနေတားမှာပေါ့သူမှမရှိတာဒါပေမဲ့သင်္ချိုင်းမှာတစ်စေထဲမှာရဲရှိဖို့မပေါ့တိုင်လို့ရတာမှမဟုတ်တာနော်သင်္ချိုင်းတွေဖောက်ပြီးတော့ဒီလိုပဲယူနေကြတာသူများသင်္ချိုင်းမပြောနဲ့မြတ်စွာဘုရားရဲ့ဇေဒီတောင်ဖောက်သေးတာဟုတ်လူတွေဖောက်ယူသေးတာပဲအဲ့တော့အဲ့ဒီမှာရှိနေတယ်လို့မတွက်လေနဲ့သို့တော့သူ့ရဲ့ရုပ်ကျွင်းနေတော့အဲ့ဒီမှာရှိနေတယ်အယိုးပြာရှိခြင်းရှိမယ်ယုတ်ကလသူ့ရဲ့ကျွင်းကြံနေရှိရင်ရှိနေမယ်အဲ့ဒီကနေဆက်နွယ်ပြီးတော့သူ့ကိုကောင်းရမွန်ရရောက်ပါစေလို့ဆုတောင်းတာတစ်မျိုးပေါ့နော်တစ်မျိုးမြတ်တမ်းပေးဝေပြီးလုံးမှပဲအကျိုးရှိတယ်သို့တော့လောကလူသားတွေကတော့အဲ့ဒီမှာ spirit ဆိုတာရှိနေတယ်လို့ထင်ပြီးသွားလုပ်နေကြတယ်ဒါကိုပြောတာခုနာမရူပံပိနာယုတ်ဟာလည်းပဲသုံးဉာဏ်အတ္တဆိုတာဆိုးတို့ spirit တို့ဝိညာဉ်တို့လိပ်ပြာတို့မှစိတ်သုံးနေတယ်နေဇီဝံဇီဝမရှိဘူးနိရိဟကံနိဣဟကံပဲရာဂောက်ကထပ်ပိုးထားတာနိဣဟကအာထုတ်လှုပ်ရှားမှုမရှိဒါဖြင့်နာနဲ့ယုတ်ဟာအထဲထဲမှာစိုးပိုင်နေတဲ့အတ္တဆိုတာမရှိဘူးဇီဝမရှိဘူးကြိုးစားအထုတ်မှုမရှိဘူးဆိုရင်ဘာဖြစ်လို့လူတွေဟာသွားလိုက်လာလိုက်စကားပြောလိုက်တွေလုံနေကြတာလဲဆိုတော့အထသပ္ပနသို့တော်လည်းပဲ
အညမညတမယောဂိနာနာနဲ့ယုတ်အပြန်လှန်ရှင်တွဲနေခြင်းကြောင့်ရှင်တွဲနေခြင်း၏အစွမ်းဖြင့်ကိစ္စတိပိသွားလဲသွားပြတယ်ဒိဋ္ဌတိပိရက်လဲရက်ပြတယ်ယုတ်သေးယုတ်လေးနဲ့ကြည့်ခုနယုတ်သေးယုတ်ကလေးနဲ့ကြိုးနဲ့ဆက်ထားလို့သွားပြတယ်ရက်ပြတယ်ဆိုတာဖြစ်တယ်အခုကနာနဲ့ယုတ်နှစ်ခုပေါင်းဆက်ထားလို့ယုတ်ကယုတ်သေးယုတ်နာကကြိုးဒီသဘောပေါ့ဒီထဲမှာကြိုးဆွဲတဲ့လူရောထည့်ပြောအောင်မှာပေါ့နော်သူနေလို့ရှိရင်တော့လည်းလောက်မှာမဟုတ်ဘူးဂျာအပေါ်ကြိုးဆွဲပေးတဲ့လူရှိသေးတယ်အဲ့ဒါလို့ပေါင်းစားလိုက်လို့သာသူကခိစ္စတိပိသွားလဲသွားတယ်ဒိဋ္ဌတိပိရက်လဲရတယ်ရုပ်သေးရုပ်ကလေးနဲ့အလားတရတူတယ်လို့ဒီလိုဆိုလိုတာပေါ့သဣဟကံသဗျာပါရံဝိယအာထုံမှုလှုပ်ရှားမှုရှိတဲ့ရောင်ရောင်ခာယတိထင်းနေကြရတယ်ရဏနဲ့ယုတ်နှစ်ခုပေါင်းဆက်ထားသည့်အတွက်ကြောင့်လှုပ်တယ်လှုပ်ရှားတယ်ဒီဗျာပါဒဆိုတာစကားပြောတာတို့ရည်တာတို့ငိုတာတို့အကုန်လုံးပါတယ်ပေါ့ဗျာပါဒဆိုသူရဲ့ action တွေအားလုံးကိုဆိုလို့တယ်အဲ့ဒါတွေရှိနေတဲ့ရောင်ရောင်ခာယတိထင်ရတယ်တကယ်တော့ရှိနေတာမဟုတ်ဘူးလို့ဆိုလို့တယ်ဣတိဤကဲ့သို့ဓဋ္ဌပံမှတ်သားရမယ်ဒီတိုင်းပဲရှုမြင်ရမယ်လို့ဆိုလိုတယ်ဓဋ္ဌပံရှုမြင်ရမယ်မှတ်သားရမယ်တတ္တမဓာကြောင့်ဓဋ္ဌပံရှုမြင်ရမယ်မှတ်သားရမယ်ရုပ်နဲ့နာနှစ်ခုပေါင်းစပ်လိုက်လို့လှုပ်ရှားတာရုပ်သေးရုပ်နဲ့ကြိုးဆွဲသူပေါင်းစပ်လိုက်လို့သာရုပ်သေးရုပ်လေးဟာလှုပ်ရှားနိုင်တာနှုတ်ဆိုရင်မလှုပ်ရှားနိုင်ဘူးဒီနေရာမှာရှေးဆရာတွေရဲ့အဆိုကိုရည်ညွှန်းပြီးတော့ပြောခြင်းလို့တေနာဟုပောရဏတေနအာဟုပောရဏအာဟုဆိုတာဆိုကြပြီတေနဒါကြောင့်ပောရဏရှေးဟောင်းသူမတို့သည်ရှေးလူကြီးတွေပြောတယ်ရှေးလူကြီးတွေပြောတယ်နဲ့လူတွေလည်းပြောကြတယ်လေရက်ထဲမှာရှေးလူကြီးတွေပြောခဲ့တဲ့စကားနဲ့ဆိုကိုကားတဲ့သဘောပေါ့ပောရဏရှေးလူကြီးသူမတို့သည်အာဟုဆိုခဲ့ကြကုန်ပြီတို့ရှေးလူကြီးတွေပြောတဲ့စကားကိုကုတ်လုပ်တယ်ခေါ်တာပေါ့နော်ကိုကားပြီးတော့ပြလိုက်တာနာမင်းစရူပင်စဣတ္ထိသစ္စာတောဒါလည်း verse ပဲဂါထာပဲနာဟိထတတ္တောမနုသောသဝေစတိသုံးညာဣဒံယန္တမိဝဘိသင်္ကတံဒုက္ခတပုံဇောတိနကထတာရိတောတိဣတ္ထိဆိုတဲ့စကားလုံးလေးကိုဣဒနဲ့အဋ္ဌိနှစ်ခုခွဲပြီးတော့မှန်ဣဒဤတတ္တလောကကြီးမှာတတ္တလောကဆိုသတ္တဝါတွေထဲမှာပေါ့နော်သတ္တဝါများမှာသစ္စာတော်အမှန်အားဖြင့်နာမင်းစရူပင်စရုပ်နဲ့နံသာလင်အဋ္ဌိရှိတယ်ဒီတတ္တလောကမှာအမှန်အားဖြင့်နာနဲ့ရုပ်သာရှိတာတဲ့ရှိတယ်ဘာမှပို့ပြီးတော့မရှိဘူးနာနဲ့ရုပ်သာရှိတယ်အဲ့ဒါကိုသေချာအောင်လို့ negative နဲ့ထပ်ပြောပါနာဟိထတတ္တောမနုဇောသဝိစတိဣထဤနံယုတ်ဆိုတဲ့ထဲမှာလဲ
Tattosa menu tatto menu zosa Tata o menu zalu Tarawa ludadawa sura Tarawa luda sura Now is a deep Mashivu Manusa sura Manuda ne to do a lu yora no Lu Mashivu the chata the wari lemshivu Tato the Rawasura now is a deep Mashivu and Nahita Nahi Eta He Mane Eta in Nayotema Not that always a deep the Rawasura Mashivu Na Manuzosa always a deep Lusura Mashivu or Tiluma no Nanene Yoda Shide the Rawamashivu Ludasura Mashivu Ida inane yodi Tonya Drawama Saitong nide Adama Saitong nide Tata Surale through Ada Union Tonya Drawama Saitong nide Adama Saitong nide Yanda miwa Yanda iwa Abhidin kata Yanda iwa Yukdi yukedu Abhidin kata Pandi nirada Pandi Ajaundiyariga Pandi tada Tha pite Abhidin kata Ajaundiyariga Pandi tada Tha pite Yanda miwa Yukdi ni Yukdi kedu Abhidin kata Ajaundiyari Pausa Pandi tada pite Yukdi yutema Atama badalu Sagabyo du mabadalu Twadu mabadalu Abhidin kata Ajaundiyari kata Pandi tada pite Tegerore Dukkata Ponso Tina kata Tadito Tina kata Tadito Myayuk Titayuk ne Duswa Tina kata Tadito Myet Titaro ne Duswa Myetu Titono ne Duswa Ama matu Myeluwe Tujine Lo Shalom Yahu Tina kata Tadito Myet Tindo Myet Pitone Duzwa Dukkata Ponso Dukha ye Asubo Myada Pide Diniyama Dukha ne Yasabya Piore Dukha Below David ne Piora Donso Tusura Sasso Yosha were gone Bajan Sasso Yosha were gone I might boni to bone Dwaji Sasso Sia gone Yonzia gone Fabilo Ronso Eri might boni dema Yonzia received Nipatari shit Sasso Sia Yonzia gone Dikana Gojiale 2 Yonzia gone Bajan Yonzia gone also Goze Chavia Yoga Virana Sure No Abye Nasari Shide Bia Anieri Lehori Kanaji Shinidu Yaula Nine Tajamu Do Sasosia Gambiro Ka Tenari Barakuma Mishibu Telesore Sere Rebe Mahavu Dinia No Dukkha Nebiora Yonandi Union Light Ham Yasavia Tenari Barakuma Kasura Say donated Donyana to do it Kasura going 3 that is a car going Sura Mama Machida Yam Cor Kainlu Yilu Chilu Yare Niam Hopu Tilu Yare Niam Hopu going Sura They have space copier no Dukkha Bonzo Tajo Dukha Asu Uwe Myada Pite Dukha Boni Myada Pite
ပုံစဆိုတာအစုဒုက္ခဘုံကြီးများတာဖြစ်တယ်လို့ဟောဒီကာထာလေးကိုရွတ်ပြီးတော့ကိုယ်ခန္ဓာကိုယ်နှလုံးသွင်းလို့ရတာပဲဒါကို contemplation လို့ခေါ်တာအနုပတ္တနာဆိုတာအဲ့ဒါပြောတယ်အနုပတ္တနာဆိုမှန်ကန်တဲ့အတိုင်းကိုယ့်ရဲ့ခန္ဓာကိုရှုမြင်သုံးသပ်တာဝိပဿနာဆိုတာမတွေးရဘူးနဲ့တချို့ပြောတယ်တမ္မာသင်္ကပ္ပဆိုတာမှန်တဲ့နိလန်းနဲ့တွေးလို့ရတယ်တွေးရမယ်မတွေးလို့မရဘူးတွေးကြံမှအမှန်သိတယ်သူကမှန်ကန်တဲ့အတွေးတွေကိုတွေးပြရမယ်များတွေးရမှန်ကန်တဲ့အတွေးတွေကိုမတွေးဘဲနေပဲသိမလဲဟောအခုမြတ်စွာဘုရားဟောတဲ့ဒေသနာတော်တွေနဲ့ကိုယ့်ကိုယ်တွေးရဒါတွေအခြေခံပြီးတော့တွေးရမတွေးရဘူးဆိုတာဘာတော့ကာမဂုဏ်အာယုန်တွေခံစားဖို့တွေးတဲ့အတွေးသူများကိုဒေါသနဲ့တွေးတဲ့အတွေးသူများကိုတတ်ဖို့ဖြတ်ဖို့ကြံစီတဲ့အတွေးမျိုးတွေအဲ့ဒါတွေဒါမတွေးရဘူးလို့ပြောတာဒီအတွေးမျိုးကတွေးရတယ်တွေးမှအသိဉာဏ်ဆိုတာဖြစ်လာမှန်လေးကြည့်ရင်လည်းတွေးပေါ့ဟောငါအိုးလာပြီပဲပြေလေးတွေတွန့်လာပြီအရန်နဲ့မတူဘူးမနစ်နဲ့မတူစပင်လေးတွေဖြူလာတယ်တွေးပေါ့အဲ့ဒီတွေးကကောင်းတဲ့အတွေးပဲအဲ့လိုမဟုတ်ဘဲနဲ့ငါလှသေးတယ်လို့သွားတွေးရင်တော့မရဘူးအဲ့ဒါတော့မတွေးရမယ့်အတွေးတွေးတယ်လို့ခေါ်တယ်အဲ့တော့တွေးရမယ့်အတွေးမတွေးရမယ့်အတွေးမတွေးရဘူးလို့လုံးဝမပြောအောင်နော်အမှန်ကန်တွေးရမယ့်အတွေးရှိတယ်မတွေးရမယ့်အတွေးရှိတယ်မမြဲဘူးဆိုတာတွေးရမှာပေါ့ကိုမပိုင်ဘူးဆိုတာလည်းတွေးရမှာပေါ့တွေးမှမှန်ကန်တဲ့အမြင်မြင်လာမှာပေါ့မတွေးရင်ဘာသိမလဲဘာမသိဘူးအဲကြောင့်ဝိပဿနာကမ္မထာတော့မတွေးရဘူးလို့တသမတ်ထဲပြောလို့မရဘူးနော်မတွေးရဘူးဆိုဘာမတွေးရဘူးလဲအိမ်ပြန်မတွေးနဲ့ဒါတော့ပြောရမှာပဲအဲ့ဒါတော့မတွေးနဲ့လို့ပြောဟုတ်ပြီဒါပောရဏဆရာတွေကရှေးလူကြီးသူမတွေပြောခဲ့တဲ့စကားတဲ့နောက်တစ်မျက်နှာကိုဆက်နကေဝလံစေတံနကေဝလင်စေတံဓာရုယန္တုပမာယတချောင်းပိုက်နကေဝလင်စေတံဓာရုယန္တုပမာယအင်္ဂလိပ်စာသင်မှုတဲ့လူတွေပြောမှဆိုရင်ဒီမှာနကေဝလံဆိုတာ not only နဲ့တူတူပဲအဓိပ္ပာယ်အင်္ဂလိပ်စကားလုံး not only ဆိုတဲ့စကားပဲနော်ဘာသာပြန်တော့ဒါတွေမကဘူးဒီလိုဆိုလို့တယ်နော်နကေဝလံစဧတံဓာရုယန္တပမာယအဓိပ္ပာယ်ပြည့်စုံကဧတံဒီယုတ်နဲ့နံသက်သက်သာဆိုတာကိုဓာရုယန္တနကေဝလံဓာရုယန္တဓာရုယန္တုပမာယဓာရုယန္တဥပမာယတစ်သားယုတ်နဲ့ရုပ်သေးယုတ်ဥပမာနဲ့သာဟိုနောက်မှာသူ့ဆက်လေးကိုဥပမာဟိဝိဘာဝေတ္တဗံဆိုတဲ့စကားကိုကြည့်ပြီးရုပ်သေးယုတ်ဥပမာနဲ့သာရှင်းပြရမှာမဟုတ်ဒီလိုဆိုလို့တယ်နော်ဒီယုံနံရဲ့အသက်မရှိဘူးဆိုတာကိုရုပ်သေးယုတ်ဥပမာနဲ့သာရှင်းပြရမှာမဟုတ်ဘူးဒီလိုဆိုလို့တယ်နော်အပြည့်စုံကြည့်ဒီဝါကြလေးကိုတရားကြည့်လိုက်နာကေဝလင်စေတံဓာရုယန္တုပမာယအညာဟိပိနလကလာပိအာဒီဟိဥပမာဟိဝိဘဝေတ္တဗံရှင်းပြတာဝိဘဝေတ္တဗံတစ်သားရုပ်သေးရုပ်ဥပမာနဲ့သာဒီနာယုတ်ကိုရှင်းပြရရုပ်သေးရုပ်
ရုပ်သေးရုပ်ဥပမာတက်ဖြစ်တာဒါကိုရှင်းပြရမှာမဟုတ်ဘူးအညာဟိပိဥပမာဟိနလကလာပိအာတိဟိနလဆိုတာကျူပင်ကျူကလာပဆိုတာအထုံးကလာပိကျူစည်းကျူပင်တွေကိုခုတ်ပြီးတော့စီးထားတဲ့ကျူစည်းကျူပင်အစည်းကောက်ရိုးတုံးလို့ပေါ့ကျူတုံးကျူစည်းဥပမာတို့ဖြင့်လေတခြားကျူပင်အစည်းဥပမာတို့ဖြင့်လည်းပဲဝိဘာဝေတ္တဗံရှင်းပြတဲ့နဲ့ရှင်းပြရမယ်ယုံနာမှာတုံညဆိုတာအသက်မပါဘူးဆိုတာကိုယုတ်သေးရုပ်ဥပမာတတ်နဲ့ရှင်းပြရမှာမဟုတ်ဘူးဒါနဲ့သာရှင်းပြရမှာမဟုတ်ဘူးအခြားသောကျူစည်းစတဲ့ဥပမာများတွေနဲ့လည်းကြည်စုဥပမာစသည်အခြားဥပမာများနဲ့လည်းရှင်းပြပါလို့ဟောဗမာလိုပြောရင်တော့သူကသူရှင်းရှင်းလေးအရေးကြီးတာအတိပ္ပယ်နားလည်ဖို့အရေးကြီးတယ်ဘာပြောတာတော့ဆိုတာနားလည်ဖို့အင်္ဂလိပ်စာသင်တဲ့အခါလုံးစီပတ်စီသူကမလိုက်ဘူးနော် preposition ဆိုဝိဘတ်ပဲဒါပဲမှတ်ကြတာဘာကြောင့် preposition ဆိုသူကမလိုက်ဘူးပရိကဘာလဲ position ကဘာလဲသူမှမလိုက်ဘူးနော် preposition လို့ပဲခေါ် conjunction ဘာကြောင့် conjunction လို့မလိုက်ဘူးအဓိပ္ပာယ်နားလည်ဖို့အဓိကဒီမှာလဲပါဠိလဲအဓိပ္ပာယ်နားလည်ဖို့အဓိကအဓိပ္ပာယ်နားလည်ရဥပမာဟိဝိဘာဝေတ္တဗံတခြားဥပမာတွေနဲ့လည်းရှင်းပြပါတဲ့တခြားဥပမာဆိုတာဘယ်ဟာတွေလဲဆိုကျူစီကျူပင်တွေခုတ်ပြီးစီးထားတဲ့ကျူစီအဲ့ဒီဥပမာနဲ့လည်းရှင်းပြစသောဥပမာတွေနဲ့လည်းရှင်းပြပါတဲ့ဟောရှင်းပြပုံလေးကိုပြောတော့ဟိထင်ရှားအောင်ပြောကဒွီတုနလကလာပိတုနှစ်ထုံးသောကျူစည်းတို့သည်ကျူပင်မမြင်ဘူးလို့ရှိရင်ကောက်ရိုးတုံးကြီးနှစ်ထုံးသာမှတ်ထားလိုက်စိတ်တယ်ထင်းစည်းကြီးနှစ်စီးအညမဉ္ဇဏိတ္တယထပိတတုတစ်ခုနဲ့တစ်ခုမှီပြီးတော့ထောင်ထားလိုက်မယ်ထောင်ထားမယ်ဆိုရင်ကျူပင်တွေကိုခုတ်ပြီးတော့အစည်းလောက်ထားတာနှစ်စီးအဲ့ဒီနှစ်စီးကိုထောင်ပြီးတော့တစ်ခုနဲ့တစ်ခုမှီထားမယ်လဲမသွားအောင်တစ်ခုနဲ့တစ်ခုထောင်ပြီးတော့မှီထားတယ်အဲ့ဒီမှီထားလိုက်မယ်ဆိုရင်ဧကာကျူစည်းတစ်စီးသည်ဧကိတ္တာနောက်ကျူစည်းတစ်ခုရဲ့ဥပဋ္ဌံဘောအထောက်အကူသည်ဟောတိဖြစ်၏အထောက်ပံ့ဖြစ်တယ်ဥပဋ္ဌံပသူကြောင့်တစ်ဖက်ကျူစည်းကရပ်နေနိုင်တာထောင်းနေနိုင်တာနော်ကျူစည်းတစ်ခုကတစ်ခုနဲ့တစ်ခုမှီထားလို့နှစ်ခုစလုံးဟာထောင်းနေနိုင်တာဧကိတ္တာပတ္တမန္တယကျူစည်းတစ်စီးလဲသွားမယ်ဆိုရင်ဣတရာပိကြံတဲ့ကျူစည်းဟာလည်းပတ္တိလဲသွားမှာပဲဒီဥမာကခဲတဲ့ဥပမာမှမဟုတ်ပဲအမှန်တမ်းလွယ်လွယ်လေးသိအောင်လို့ပြောတယ်ကျူစည်းနှစ်စီးကိုမှီပြီးထောင်ထားရင်တစ်ခုကတစ်ခုကိုထောက်ပံ့ပေးနေကြတယ်ဟောရုပ်နဲ့နာလည်းတစ်ခုနဲ့တစ်ခုထောက်ပံ့ပေးနေတာဒီလိုဆိုလို့တယ်သုံးစီးကိုဘာလို့မပြောတော့ဆိုရုပ်နဲ့နာနှစ်ခုတည်းကိုနှစ်စီးနဲ့ပြောတာနော်သုံးခုထောင်ရမယ်ဆိုရင်တော့သုံးစီးဖြစ်မှာပေါ့အဲ့တော့ရုပ်နဲ့နာအပြန်ပြန်ဒီလိုလုပ်နေလို့တစ်ခုလဲရင်ဉာဏ်နဲ့တစ်ခုလဲသွားမှာပဲဣတရာပိပတ္တိအဲ့ဒါတစ်ချောင်းပိုက်
ဧဝမေဝံဤနည်းအတိုင်းပဲပင်စဝေါကာရဘဝေပင်စဝေါကာရဆိုတာစာသင်မှုတဲ့ပုဂ္ဂိုလ်တွေတော့သိတယ်ကဲပင်စဝေါကာရဆိုတာဘာပြောတာလဲဆိုပင်စကငါဝေါကာရကခန္ဓာ၅ပါးရှိတဲ့ဘဝလို့ဆိုလို့တယ်နော်ခန္ဓာနဲ့ခွဲတဲ့အခါကျတော့ဧကဝေါကာရခန္ဓာတစ်ခုသာရှိတဲ့ဘဝဘုံအတ္တညတဘုံကယုတ်ခန္ဓာတစ်ခုပဲရှိတယ်စတုဝေါကာရခန္ဓာ၄ခုရှိတဲ့ဘုံဘဝအခုလူတွေနတ်တွေကြတော့ပင်စဝေါကာရခန္ဓာ၅ပါးရှိတဲ့ဘုံလို့ဒီလိုဆိုလို့တယ်အဲ့တော့ခန္ဓာလို့မသုံးဘဲနဲ့ဘာလို့ဝေါကာရလို့သုံးတာတုံးဆိုဒီနေရာပဲသုံးတာပဲသူကပင်စခန္ဓာဘဝဧကခန္ဓာဘဝစတုခန္ဓာဘဝလို့သုံးတာမရှိဘူးဘဝရတစ်ခုပဲလို့မှတ်အောင်နော်ဝေါကာရောလာမကေခန္တေတဲ့ဝေါကာရဆိုတဲ့တရားကလာမကယုံညံ့တယ်ဆိုတဲ့အဓိပ္ပာယ်ကိုဟောတယ်ခန္ဓာဆိုတဲ့အဓိပ္ပာယ်ရတယ်နှစ်ခုရှိတယ်အဓိပ္ပာယ်နှစ်မျိုးထွက်တဲ့စကားလုံးတစ်ခုစကားလုံးတစ်ခုမှာအဓိပ္ပာယ်နှစ်မျိုးသုံးမျိုးရှိတာအဲနှစ်မျိုးသုံးမျိုးတဲ့ဒီနေရာမှာခန္ဓာကိုရည်ညွှန်းတယ်ခန္ဓာဆိုတာရုပ်တယ်ဆိုတာသိကျင်လို့ဒီစကားလုံးကိုကြည့်ပြီးသုံးတာလည်းဖြစ်ချင်းဖြစ်မယ်မြတ်စွာဘုရားဝေါကာရနဲ့တွဲသုံးလိုက်တယ်နော်အယုတ်တမ၅ခုရှိတာပင်စဝေါကာရအယုတ်တမတစ်ခုရှိတယ်နော်ဒါတွေးကြည့်တာပါဧဝမေဝဣတုတာလည်းပင်စောကာရဘဝေခန္ဓာ၅ပါးရှိတဲ့ဘဝမှာခန္ဓာ၅ပါးရှိတဲ့ဘဝမှာနာမရူပံနာနှင့်ယုတ်သည်အညမေညာအပြန်အလှန်နေတ္တယအမိပြု၍အညမေညာအပြန်အလှန်နေတ္တယအမိပြု၍ပဝတ္တတိဖြစ်၏တချောင်းပိုက်ဧကံဧကတ္တဥပဋ္ဌံဘောတဲ့တခုကကျန်တခုရဲ့အထောက်အကူဧကံဧကတ္တဥပဋ္ဌံဘောဟောတိတခုသည်ကျန်တခုရဲ့အထောက်အကူဖြစ်တယ်မရဏဝတေနသေဆုံးခြင်း၏အစွမ်းအဖြစ်ဧကတ္တမိပတ္တမာနေတခုပျက်စီးသွားလို့ရှိရင်ဣတရံပိပတတိတခုပြိုကျပျက်စီးသွားလို့ရှိရင်ဣတရံပိကြံတဲ့မရဏဝတိနသေဆုံးခြင်း၏ဆိုဖြစ်ဧကတ္တမိပတ္တမနေရုပ်နဲ့တခုပျက်စီးသွားလို့ရှိရင်ဣတရံပိကြံတဲ့ဟာကလည်းပတတိပြိုကျပျက်စီးသွားတာပဲဒါအမတမထင်သာမြင်သာရှိတဲ့ဥပမာပဲနော်တခုပြရင်ကျန်တာလည်းပြတ်သွားတယ်နှစ်ခုထောင်ထားတဲ့အခါတခုဖယ်လိုက်ရင်ကျန်တာလည်းယက်တည်နိုင်စွမ်းမရှိဘူးလဲသွားမှာဟုတ်တယ်ပေါ့လူသေးသွားလို့ရှိရင်ယုတ်ကြတော့ကြံသေးတယ်အသိစိတ်မရှိတော့တခုပြိုကျသွားတော့ကျန်တာလည်းပြိုကျအဲ့ယုတ်ကြီးကလည်း၃ရက်ကနေကျော်ရင်ဖောင်းပြီးတော့ပုတ်လာတာဆောင်းရှောက်မဲ့လူမရှိတော့ဒါကြောင့်မို့အိမ်ပေါ်မှာမထားတော့တာနော်တေနာဟုပောရဏဟာတဲ့ရှေးဆရာတွေကလည်းစဉ်းစားဆရာလေးတွေပေးထားတာညူမွန်းနစ်လို့ခေါ်တယ်ဆိုရိုးစကားလေးတွေတေနထို့ကြောင့်ရှေးလူကြီးသူမများကအာဟုပြောခဲ့ကြတယ်ယမကံနာမရူပင်္စဥဘောအညောညနေတိတာ
ဧကတမိန်ဘိဿမနတမိန်ဥပောဘိဿန္တိပစ္စယဒီနှစ်ခုမှတ်သားဖို့ယမကဆိုတာအစုံလို့ဆိုလိုတယ်နာမရူပံစနာယုတ်ဆိုတာယမကံစုံတွဲဖြစ်တယ်ယမကဆိုတာပဲစုံရအစုံပဲနာမရူပံနာနေယုတ်ဆိုတာယမကံအစုံပဲဥပောနာယုတ်နှစ်ခုတို့ဟာအညွန်ညအညမညနဲ့တူတူပဲအညွန်ညအညွန်ညအချင်းချင်းအပြန်အလှန်နေတိတာမိတင်းပြီးတော့နေကြရတယ်အချင်းချင်းမိတင်းပြီးတော့နေကြတာဖြစ်တယ်ပဲဆိုတာစောရရွက်ကလေးလိုပဲပေါ့နော်စောရရွက်ကလေးဟာတရွက်သေးပဲသူကသို့တော့အရွက်ကလေးနှစ်ခုစုံထားတာယုဂပတ္တဆွဲတော်ဆိုတာကြည့်ပေါ့အရွက်စုံတယ်လေတခုနဲ့တခုမိတင်းနေတာတရွက်ဆုပ်ပြလိုက်ရင်လှမှာမဟုတ်တော့နော်အဲ့ဒါလိုပဲဒီမှာနာနေယုတ်ဆိုတာနှစ်ခုတစုံပဲနှစ်ခုတစုံပဲဥပောဒီနှစ်ခုဟာအညွန်ညနေတိတံအပြန်အလှန်မိတင်းနေကြတာဖြစ်တယ်ဧကတမိဘိဿမနတမိတခုပြိုကွဲပျက်စီးသွားလို့ရှိရင်တခုပြိုကွဲပျက်စီးသွားလို့ရှိရင်ပစ္စယအပြန်အလှန်ထောက်ပံ့နေတဲ့အထောက်အကူပြုနေကြတဲ့ဥဘောနာယုတ်နှစ်ခုစလုံးပင်ဗိဇန္တိပြိုကွဲပျက်စီးသွားကြတယ်တခုပြည့်ရင်တော့အပြန်အလှန်တွဲနေတာဖြစ်သောကြောင့်လို့ဆိုလိုတယ်ပစ္စယအပြန်အလှန်တွဲပြီးထောက်ကူပြုနေကြတာဖြစ်သောကြောင့်ဥဘောနှစ်ခုလုံးပဲဗိဇန္တိပြိုကွဲသွားမှာပဲတခုကွဲရင်ကျန်တဲ့ခုကတော့ရပ်နေမှာမဟုတ်ဘူးကွဲသွားမှာပဲဒီလိုဆိုလိုတာနော်ဒါလေးနဲ့လည်းကိုယ့်ကိုယ်ဆင်ញင်လို့ရတာပဲဘဒ္ဒနမယုတ်နဲ့နံဒီနှစ်ခုရှိတယ်တခုပြတ်သွားရင်ကျန်တာတွေပြတ်သွားမှာပဲလို့ဒီဥပမာနဲ့ရှင်းပြယမကံနာမရူပင်္စနာမရူပံစနာယုတ်ဆိုတာဟာယမကံနှစ်ခုတစုံတာဖြစ်တယ်အစုံလိုက်တာဖြစ်တယ်ဥပောနှမျိုးတို့ဟာအညွန်ညနေတိတာအပြန်လန်မိလျက်နေကြတယ်ဧကသမိန်ဘိဿမနတမိန်တခုပြိုကွဲပျက်စီးသွားလို့ရှိရင်ပစ္စယအပြန်လန်ထောက်ကူပြုနေကြသည့်အတွက်ဥပောဘိဿန္တိနှစ်ခုလုံးပြိုကွဲပျက်စီးသွားကြတယ်ဟောလို့ဆိုလို့လားအစကလုံးလေးတွေကလည်းရှင်းရှင်းလေးတွေပါခက်ခဲတာတခုမှမရှိဘူးနော်အဲ့ဒါကိုထပ်ပြီးတော့ရှင်းအောင်ပါပို့ပြီးတော့ထင်ရှားအောင်ဥပမာတွေနဲ့ရှင်းပြယထာစဓာအပြင်စဆိုတာဓာအပြင်ယထာဥပမာအဖြစ်ဒန္တာဘိဟတံဘေရိနိတ္တယတတ္ထေပဝတ္တမာနေနှစ်ခုရှင်းပြမလို့အညာဘေရိအညောတတ္ထောအဲ့နာမှာတစ်ချောင်းပိုက်ဘေရိတတ္တအတ္တမိတ္တာတစ်ချောင်းပိုက်ဘေရိတတ္ထေနသုံးညာတစ်ချောင်းပိုက်တတ္ထောဘေရိယသုံးညောဟောဒီလိုသွားမှာ
အဲ့ဒီယထာရဲ့ဥပမေယကိုဧဝမေဝံနောက်ကဒီလိုလာတာဒါပါဠိရဲ့ style ပေါ့ပါဠိ style အင်္ဂလိပ်လည်းသူကလည်းသူရှိတာပဲစကားလုံးလေးတွေကဒီလိုရှိတာconjunction လေးတွေအဲ့တော့ဌန္တာဘိဟတံထုတ်ဖြင့်တီးအပ်သောအဘိဟတဆိုတာတီးတာစီတီးတာကိုဒုံးနဲ့ရိုက်ပြီးတော့တီးတယ်စီခုတီးဝိုင်းနေခဏခဏကြည့်နေတဲ့လူတွေမြင်တာပေါ့ဒုံချောင်းလေးနဲ့လက်ကွင်းကြီးရိုက်လိုက်စီတွေရိုက်လိုက်နဲ့ရိုက်နေတာလေအဲ့ဒီဌန္တာဘိဟတံဒုံချောင်းဖြင့်ရိုက်ခတ်လိုက်သောဘေရိစီကိုနိတ္တယအမိပြု၍တတ္တိအတန်ဒီပောတမာနိဖြစ်ပေါ်လာသည်ရှိသောစီနဲ့ဒုတ်ချောင်းခွဲထားလို့ရှိရင်ဘယ်အတန်ထွက်မလဲဒုတ်တဲ့စီကိုရိုက်လိုက်တဲ့အခါမှာဟောအတန်ထွက်လာစီကိုအမိပြုပြီးတော့အတန်ထွက်တာဒုတ်ချောင်းကအတန်မဟုတ်ဘူးစီကအတန်ဒါမို့ဘေရိနိတ္တယတတ္တိပောတမာနိဒီအတန်ဘယ်ကထွက်တာလဲစီကထွက်တာလူရဲ့လက်ကထွက်တာလည်းမဟုတ်ဘူးဒုက္ခထွက်တာလည်းမဟုတ်ဘူးထွက်လာတာစီကထွက်တဲ့အတန်ဒါမို့စီတန်လို့ပြောတာစီရိုက်တဲ့လက်တန်လို့လည်းမပြောဘူးစီရိုက်တဲ့ဒုတ်တန်လို့လည်းမပြောဘူးဒါတော့ဥပမာတစ်ခုပဲအချိန်ကြလို့ခေါင်းလောင်းထိုးရင်လည်းဒီတိုင်းပဲဘာထူးနော်ခေါင်းလောင်းတီးရင်ခေါင်းလောင်းကအတန်ထွက်တာပဲလေတဏ္ဍပိယတံဒုတ်ဖြင့်ရက်ခတ်အပ်တဲ့ဘေရိစီကိုနိတ္တယမှီ၍တတ္တိစီတန်ဒီပောတမာနိဖြစ်ပေါ်လာတဲ့အခါမှာတေချာစဉ်းစားတဲ့အဲ့ဒီအတန်ကြားပြီဆိုရင်အညညာဘေရိစီကတခြားအညောတတ်တော်အတန်ကတခြားတစ်ခုစီမတူဘူးအတန်ကိုစီခေါ်တာမဟုတ်ဘူးစီကိုလည်းအတန်ခေါ်တာမဟုတ်ဘူးဟောအညညာဘေရိစီကတခြားအညောတတ်တော်အတန်ကလည်းတခြားဘေရိတတ္တာစီနဲ့အတန်တို့ဟာအတ္တမိတ္တာရောရှက်ပေါင်းစပ်နေခြင်းမရှိဘူး mix မဖြစ်ဘူးလို့ပြောတာနော်တွဲနေတာမဟုတ်ဘူးတစ်ခုစီအတ္တမိတ္တာရောနေတာမဟုတ်ဘူးဘေရိစီဒီတတ္တေနတုံညာအတ္တမှစိတ်သုံးနေတယ်တတ္တောအတန်ဟာလည်းပဲဘေရိယ၃ရောစီမစိတ်သုံးနေတယ်အဲ့တော့တစ်ခုစီခွဲလိုက်မယ်ဆိုလို့ရှိရင်စီကစီအတန်ဟောဆိုတော့စီထဲမှာလည်းအတန်မရှိဘူးအတန်ထဲမှာလည်းစီမရှိဘူးဒီလိုပြောတာနော်တကယ်ကြတော့စီထဲမှာအကယ်၍အတန်ရှိနေတယ်ဆိုလို့ရှိရင်ကိုလုံးချင်တဲ့အတန်ပဲရမလဲနော်သူကသူခွေးတစ်ကောင်သွားရိုက်ကြည့်ရလားခွေးတွေကရှိတဲ့အတန်ပဲထွက်မှာပေါ့နော်အတန်ရှိနေတာကိုသူလှုပ်တဲ့အတန်ရှိနေတာသူ့အတန်ပဲထွက်မှာစီကြတော့အဲ့လိုအတန်ရှိနေတာမဟုတ်သည့်အတွက်ကြောင့်ဘယ်ခါတီးလိုက်ရာမျိုးပဲထွက်မှာနော်သူရှိနေတာတော့မဟုတ်ဘူးတီးလိုက်တဲ့အပေါ်မှာမူတည်ပြီးတော့အကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးများတာဖြစ်တယ်ပေါ့အဲ့တော့စီကတခြားအတန်ကတခြားဘေရိတတ္တေန၃ညာစီကလည်းအတန်ကစိတ်သုံးနေတယ်တတ္တောဘေရိယ၃ရောအတန်ကလည်းစီကစိတ်သုံးနေတယ်စီမစိတ်သုံးနေတယ်စိတ်မပါဘူးဧဝမေဝံဤဥပမာအတိုင်းပဲတဲ့ဝတ္ထု द्वार ရမဏသင်္ခါတံဝတ္ထု द्वार အာယုဝတ္ထုဆိုတာစိတ်ရဲ့မှီပြီးတော့ဖြစ်တဲ့ဟာ6ခုရှိတယ်မျက်စိနားနာလျှာကိုယ်ဟရယစိတ်ရဲ့ဖြစ်ရာစိတ်ရဲ့ပေါက်ဖွားရာရုပ်6ခုစုလိုက်မယ်ဆိုရုပ်6မျိုး
ဝိထု6ပါးဓဝရစိတ်ရဲ့တကားသို့မဟုတ်အာယုံရဲ့တကားဝင်လို့ထွက်လို့ရတာတကားဆိုတာဝင်တာနဲ့ထွက်တာနှစ်ခုပဲရှိတယ်လေဒါမှမဟုတ်ဒွိအရအသုံးပြုတဲ့အခါမှာနှစ်ခုပဲတကားဆိုတာနှစ်ခုတည်းပဲအသုံးပြုရတာနော်ဝင်ပေါက်ထွက်ပေါက်ခွဲထားပေမဲ့လို့တကားဆိုတာဝင်လို့ရတာနဲ့ထွက်လို့ရတာဒါပဲရှိတယ်ပေါ့ဝင်သူနဲ့ထွက်သူနှစ်ယောက်အသုံးပြုတာတကားပဲဒီစကားလုံးကိုအဲ့ဒီအဓိပ္ပာယ်ဓဝရဆိုတာဒွိအရဝင်သူနဲ့ထွက်သူအသုံးပြုတဲ့နေရာဒွိဆိုတာနှစ်ယောက်အရဆိုတာသွားတာနှစ်ယောက်ပဲသွားတာလူထောင်ချီသွားထောင်ချီဝင်လာနှစ်ယောက်ပဲဘာလို့လဲဆိုရင်ဝင်သူနဲ့ထွက်သူဒီနှစ်ယောက်ပဲရှိတယ်ဒါကိုရည်ညွှန်းပြီးတော့ဓဝရဆိုတဲ့စကားလုံးကိုသုံးထားတာသူကဓဝရရဲ့အဓိပ္ပာယ်အဲ့လိုရှိတယ်ပါဠိစကားလုံးလေးတွေမှာသူက literal meaning ကြတော့အဲ့လိုပြောတယ်မြန်မာလိုကြတော့တကားပေါက်ပေါ့ဝိထုဓဝရစိတ်နဲ့အာယုံစိတ်ရဲ့ထွက်ပေါက်အာယုံရဲ့ဝင်ပေါက်ဒီလိုပြောလို့ရတာပေါ့နော်တကယ်ကတော့စိတ်ကအဲ့ဒီကထွက်တာတော့မဟုတ်အာယုံကလည်းအဲ့ဒီကဝင်တာတော့မဟုတ်သို့တော့အပေါက်မဟုတ်ပေမဲ့လို့ဝင်တာတွေကအမျိုးမျိုးရှိတာပေါ့သူပြောတာဝိထုဓဝရအာရမဏဆိုတာအာလံပနလို့လာနဲ့သုံးတဲ့အခါကျဆွဲကင်လိုက်တာစိတ်ဟာဖြစ်လာတဲ့အခါတခုဆွဲဆုပ်ကင်ထားပြီးမှဖြစ်တယ်အာရမဏဆိုတာပေါ်လာပြီးတဲ့နောက်ပျော်မွေ့တဲ့နေရာလို့ဆိုလို့တယ်ဒီအာရမဏလို့သုံးလို့ရှိရင်ပျော်မွေ့ရာအာလံပနလို့ဆိုရင်ဆွဲကင်ရာလို့အဓိပ္ပာယ်ရအဓိပ္ပာယ်နှစ်ခုရှိတယ်အာရမဏပစ္စယောဆိုစိတ်ရဲ့ပျော်မွေ့ရာအာယုပမာတွေတော့အာယုလို့ပဲပြောလိုက်တာပေါ့နော်အဲ့တော့ဝိထုရဲ့ဓဝရရဲ့အာယုရဲ့ဒါတွေကအများအပြားတော့ယုတ်တွေများတယ်ပေါ့နာနေလည်းပါတယ်ပေါ့အာယုကြတော့ဝိထုဓဝရရမဏသင်္ခါတဝိထုဓဝရအာယုလို့ဆိုရတဲ့သင်္ခါတဆိုတာဆိုရတဲ့ရူပနိဒာယယုတ်ကိုအမိပြုပြီးတော့မှနာမေပို့တမနေနန္တရားဖြစ်လာတဲ့အခါမှာဆိုပါတော့မျက်စိကဝတ္ထုလည်းဖြစ်တယ်စက္ခုဓဝရစက္ခုဝတ္ထုစက္ခုဓဝရအာယုံကရူပယုံဟုတ်လားမျက်စိနဲ့အစင်းရူပယုံဆုံလိုက်တဲ့အခါမှာအသိစိတ်ပေါ်လာတယ်စက္ခုဝိညာဉ်မြင်သိစိတ်ပေါ်လာတယ်ဒါကိုပြောတာနော်နာမေနန္တရားသည်ပုတ္တမဏိဖြစ်လာတဲ့အခါမှာအញ្ញရူပံယုတ်ကတခြားအញ្ញနာမနာကတခြားတဲ့နာမရူပအတ္တမိတ်တာနာနဲ့ယုတ်တွေဟာရောပြီးတော့ပေါင်းဆက်တစ်ခုတည်းဖြစ်မသွားဘူးအတ္တမိတ်တာရောနှောခြင်းမရှိဘူးနာမယုတ်တိနာမနန္တိရူပေနယုတ်မှသုံးညာစိတ်သုံးတယ်နာမရူပေနသုံးညာနံဆိုတာယုတ်မှစိတ်သုံးနေတယ်ဆိုလိုတာနာနဲ့မှယုတ်မရှိဘူးလို့ပြောတာနော်ရူပံနာမေနတံသုံးညာယုတ်ဟာလည်းနာမစိတ်သုံးနေတယ်အပိစခောစင်စစ်မတော့အဲ့မှာနာမရူပေနသုံးညာတစ်ချောင်းပိုက်ရူပနာမေနသုံးညာတစ်ချောင်းပိုက်ဒီတော့မှအပိစခောစင်စစ်တော်ကအင်္ဂလိပ်လို actually လို့ပြောတာနဲ့တူတူပဲဘေရိန်ပဋိစ္စစီကိုဆွဲမိ၍တတ္တဝိယအတန်ဖြစ်လာသလိုစီကိုဆွဲမိ၍အတန်ပေါ်လာသလိုရူပံပဋိစ္စရုပ်တရားကိုဆွဲမိ၍နာမဘောတတိနံဆိုတာဖြစ်လာရတယ်တဲ့
ဒီဝါကြလေးတွေကအမတန်ရှင်းပါတယ်အားပြောနော်ရှင်းရှင်းလေးပြောတာရူပပဋိစ္စယုတ်ကိုဆွဲမိပြီးတော့နာမဘုဒ္ဓတိနန္တရားဖြစ်ပေါ်လာရတယ်ဒေနထို့ကြောင့်ဟောရနာရှေးဟောင်းသူမတို့သည်အာဟုအဆိုပြုခဲ့ကြကုန်ပြီဒါလည်းဝိပဿနာဉာဏ်နဲ့ဆင်ញင်စဉ်းစားနိုင်ဖို့ဒီကာထာလေးတွေကလည်းအမှန်တမ်းကောင်းစဉ်းစားဖို့ရှင်းတော့ကစာတစ်ပိုက်ကိုသင်ပြီးတော့အဲ့ဒါလေးကိုဆိုရင်ကနေစဉ်းစားရင်တရားသိသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတာဒီအိုကျုံးမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့သဘာဝကိုယောခန္ဓာကိုယ်ကြီးဟာဇရာတရားတွေကနေပြီးတော့ထူထောင်းပြီးတော့နောက်ဆုံးမှပျက်စီးသွားတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့တခြင်းတစ်ပုဒ်ကိုနားထောင်ရင်းနဲ့ပဲတရားသဘောပေါက်ပြီးယဟန္တာဖြစ်သွားတာတွေရှိတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကတရားကိုတော့တခြင်းလုံးမဆိုရဘူး။တရားသဘောပါတဲ့တခြင်းတော့ဆိုလို့ရတယ်လို့ဒီလိုပြောတာနော်။တရားသဘောပါတဲ့တခြင်းကိုနားထောင်လို့ရှိရင်ခုကတော့ဘာတွေနားထောင်နေတော့မသိဘူးနော်။အဲ့တော့တေးပုံမှာတော့ဘာလို့နားထောင်လိုက်မယ်ဆိုရင်တကယ်အာယုံစိုက်ပြီးနားထောင်မယ်ဆိုလို့ရှိရင်တရားရเสียအကြီးပေါ့ဟောအဲ့လိုမျိုးကြတော့အကျိုးရှိတယ်လို့ပြောတယ်နော်စံဖို့တဲ့သူများရဲ့အစေခိုင်းခံရတဲ့အမျိုးသမီးတယောက်ကတချင်းလေးတေးနဲ့မောင်းထောင်းနေတာကိုနားထောင်ပြီးတော့ရဟန္တာဖြစ်သွားကြတာရှိတယ်အဲ့တော့ယဟန္တာဆိုတာဘယ်ချိန်ဖြစ်လို့ရတယ်လုံနေဖို့သာကိုယ်တောင်းရတော့အပြင်တရားထိုင်တယ်လို့ပြောလို့တရားဆိုတာထိုင်နေရတာမှမဟုတ်ပဲလမ်းလျှောက်ရင်လည်းတရားပဲသွားရင်လည်းတရားစားရင်လည်းတရားနော်ထိုင်တာများနေတော့ခုခေတ်တော့တရားထိုင်မထိုင်ရင်တရားကိုမဟုတ်တော့ဘူးဖြစ်အဲ့ဒါလို့မမှတ်သားသင့်ဘူးပေါ့နော်မြတ်စွာဘုရားကိုယ်တိုင်ကစဉ္ညာလျှောက်တယ်ထိုင်နေရတဲ့ဣရိယာပု၄ပါးနဲ့တရားကိုရှုမှတ်တယ်ဒီကတရားဟာစိတ်အလုပ်ပဲဖြစ်တယ်ပေါ့ထိုင်နိုင်တာပဲဂုံယူနေသေးလို့ရှိရင်တော့တရားမှမဟုတ်တာရုပ်ရှင်ကြည့်တဲ့လူတွေထိုင်တာပဲအကြာကြီးဇာလမဆုံးမချင်းထားကုန်ထားနော်သူငုတ်တို့ထိုင်ပြီးတော့တွေးနေတဲ့လူတွေလည်းရှိတာငားများရင်ထိုင်နေတဲ့လူတွေလည်းရှိတာဟောခုများပြောအောင်မယ်ဆိုရှေးတုန်းကဒါမျိုးမတွေ့ဘူးသေးဘူးခုခေတ်ဆိုလူကိုရေတဝက်ထဲဆင်းပြီးတော့ငားများတာလူတစ်ပိုင်းဟာငားဖြစ်နေပြီကိုရေထဲရောက်နေပြီရေတိုးတဲ့အချိန်ဆိုငားများနေတဲ့လူတွေတွေ့ရတယ်လူကရေထဲဆင်းနေတာပဲတခါတည်းခါတော့မြုပ်နေပြီလူကိုယ်တိုင်ကရေထဲမှာနေပြီးတော့ငားရှာနေကြတော်ဒုက္ခရောက်တာပါလားလို့ခုခေတ်တော့အဲ့ဒါအခုအေယာဝတီမြေလေးတိုးရင်စကိုင်းသွားတဲ့လမ်းမှာအဲ့လိုပဲလက်ဝင်းနေတဲ့ရေဝင်းနေလို့ရှိရင်လူတွေကတော်လောက်မြုပ်ပြီးတော့အဲ့ဒီမှာငားများနေကြတယ်ငါဘယ်တော့မိမှမသိဘူးအဲ့မှာလူအေးပတ်မှာတော့သိကြတယ်အဲ့လိုတွေဖြစ်နေကဲရှင်းစရာတွေပြောတာလေးကိုကြည့်အောင်နသခုတောဇာယရိဖတ်တပင်စမနရူပတောနောသဥပိနမန္တရာဟေတုံပဋိစ္ဆာပပဝန္တိသင်္ခတာယထာပိတတ္တောပဟတာယပေရိယရှင်းရှင်းလေးပဲသူပြောတာအဲ့ဒီမှာဖတ်တပင်စမလို့ဆိုတာဖတ်တရဲ့ဝေဒနာရဲ့တင်ညာရဲ့စေရနာရဲ့စိတ်ရဲ့နော်ဖတ်တာဝေဒနာတင်ညာစေရနာစိတ်
အဲ့ဒီတရားတွေကိုသူဖတ်တာပင်စမာလို့ဒီလိုခေါ်တာဖတ်တာဝေဒနာတင်ညာစေရနာစိတ်ဒါရင်အဓိကထားပြောတာဒါရင်ဖြစ်တယ်လို့ဒီလိုပြောလို့တာမဟုတ်ဘူးဓမ္မသင်္ကေတပါဠိတော်မှာဆိုထားတာလေးကိုကြည့်ပြီးတော့အထတာလေးနေတော့မှရေးထားတာဖတ်တာလင်၅ခုမြောက်ဖတ်တာကို၅ခုမြောက်လို့ပြောတာမဟုတ်ဘူးဒီကတုံးထားတဲ့စကားလုံးကလည်းဖတ်တာလင်၅ခုမြောက်လို့ပြောထားတာနော်ဖတ်တာပင်စမာအစာဖတ်တာပင်စကာဆိုလို့ရှိရင်တော့ဖတ်တာပါဝင်၅ခုလို့ဒီလိုပြောလို့ရတယ်ပြောင်းပြန်ထားတာတခါတလေကြတော့သောတာပန်ပုဂ္ဂိုလ်အထမလို့သုံးခြင်းသုံးတာတကယ်ကတော့သောတာပန်ကစရင်သူကနံပါတ်1ပဲသို့တော့နောက်ပြန်ပြီးတော့ရည်လိုက်ရင်သူက၈ခုမြောက်ဖြစ်တယ်နောက်ဆုတ်ပြန်ရရင်၈ခုမြောက်ဖြစ်တယ်အရိယာ၈ပါးတဲ့သောတာပတိမဲဟာ၈ခုမြောက်ဖြစ်လို့အထမကလို့သုံးတယ်တခါဟိုတဲ့မှာရမိုက်ထဲမှာအထမကလို့သုံးတာနော်ပြောင်းပြန်ရည်တာဘယ်လိုပဲရည်အခုလည်းဖတ်တာပြောင်းပြန်ရည်ထားတာစိတ်ကနေပြောင်းပြန်ရည်လိုက်ရင်ဖတ်တာပင်စမ၅ခုမြောက်ဖြစ်တယ်ပေါ့အဲ့တော့ဖတ်တာပင်စမသူ့တိုင်းပေးမယ်ဆိုရင်ဖတ်တာလည်း၅ခုမြောက်ရှိတဲ့တရားတို့သည်ဖတ်တာလည်း၅ခုမြောက်ရှိတဲ့နန္တရားတို့သည်ဖတ်တာပင်စမဖတ်တာလည်း၅ခုမြောက်ရှိတဲ့နန္တရားတွေဟာနသစက္ခုတော်ဇာယရေမျက်လုံးထဲကဖြစ်လာကြတာမဟုတ်မျက်လုံးထဲကထွက်ပေါ်ဖြစ်လာကြတာမဟုတ်ဒီနန္တရားတွေဟာမျက်လုံးထဲကထွက်လာတာမဟုတ်ဘူးထွက်လာတယ်ဆိုတာရှိနေမှထွက်လို့ရတာဟုတ်နရူပတော်အဆင်းအာယုံကထွက်လာတာလည်းမဟုတ်ဘူးတဲ့မျက်စိရဲ့အဆင်းရဲ့နှစ်ခုစုံတဲ့အခါမှာမျက်စိကထွက်လာတာလည်းမဟုတ်ဘူးဆိုတော့မြင်သိစိတ်ကိုရည်ညွှန်းတာပေါ့နော်မြင်သိစိတ်နဲ့နံတရားတွေကိုပြောတာမြင်သိစိတ်နဲ့နံတရားတွေဟာမျက်လုံးထဲကထွက်လာတာလည်းမဟုတ်ဘူးအဆင်းအာယုံကနေထွက်လာတာလည်းမဟုတ်ဘူးနောစဥပိ္ပန္နမန္တရာနှစ်ခုရဲ့အကြားတွေကဘွားကနေပေါ်လာတာလည်းမဟုတ်ဘူးခါဆိုလူဆိုတာတွေးုံကမျက်လုံးကလည်းမထွက်ဘူးအဆင်းကလည်းမထွက်ဘူးဆိုအဲ့နှစ်ခုကြားကထွက်တာဖြစ်မှာဆိုအဲ့ဒါလည်းမဟုတ်ဘူးလို့ပြောလိုက်နော်လူဆိုတာကကတတတော်တော်တွေးတယ်ဒီဘက်ကြဒါကြောင့်မို့နောစဥပိ္ပန္နအန္တရာတဲ့နှစ်ခုကြားတဲ့ကထွက်လာတာလည်းမဟုတ်ဘူးဒါဖြင့်ဘယ်လိုလုပ်ပေါ်လာတာတော့ဆိုသင်္ခတအကြောင်းတရားတွေကဖန်တီးထားတဲ့သင်္ခတတရားတွေဆိုတာဟိတုံပဋိစ္စအကြောင်းကိုဆွဲမိ၍တာပပဝန္တိဖြစ်လာကြတာပါတဲ့သူတို့ကိုယ်တိုင်ကသင်္ခတအကြောင်းကိုမိဖြစ်တာမို့အကြောင်းကိုဆွဲပြီးတော့ဖြစ်လာကြတာပါတဲ့သူပြောတာဥပမာနဲ့ပြောမယ်ပဟတာယဗေရိယစီကိုရိုက်ပုတ်လိုက်တဲ့အခါမှာတတ္တောယထာပိအတန်ပေါ်လာသလိုပါပဲတို့ဆိုလို့ရနော်အတန်ပေါ်လာသလိုပဲမှတ်ပါဘယ်မှဖြစ်လာကြတာဖြစ်လာတာမဟုတ်ဆိုတာရှိနေတာပြောတာမဟုတ်ဘူးလို့ဆိုလို့ဘယ်မှထွက်လာအိမ်ထဲမှာလူရှိရင်အိမ်ကလူကထွက်လာမှာပေါ့အပြင်ဘက်ကဒီလိုဆိုလို့ရှိနေကြတာမဟုတ်ဘူးအဲ့တော့ဒီကာထာလေးကိုနှလုံးသွင်းဆင်ခြင်ပြီးကြည့်မယ်ဆိုနောက်ကာထာတွေလည်းလွယ်လွယ်လေးတည်းပြောင်းသွားတာလေးပဲရှိတယ်နော်တစ်ခုစီမျက်စိပြီးရင်နားပြီးရင်နှာခေါင်းပြီးရှားတစ်ခုစီသွားမှာအဲ့ဒါလို့သွားတာလေးအဲ့ဒီနေရာမှာပဲဒီနေ့ပို့ချချက်ရဆိုင်ရအောင်